Monday နဲ့ Friday ပေါ့နော် Monday တို့ Friday တို့ဆိုလို့ရှိရင်ဒါသတိထားတယ်ဆိုတာဒါလူတိုင်းသိပါတယ်เนาะ trader တိုင်းသိပါတယ် Okay เนาะဆိုတော့ Monday ကဘာလဲဆိုတော့ကြတော့မှဒီပေါ့နော် weekly တစ်ခုရဲ့ပထမဆုံးစတဲ့ချိန်เนาะ weekly တစ်ခုရဲ့စတင်ချိန်စတင်တဲ့နေ့ Monday Friday က weekly ရဲ့ဒါနောက်ဆုံးရက်ပေါ့နော်နောက်ဆုံးရက်เนาะဈေးကွက်ပိတ်တဲ့အချိန်ပေါ့နော်သူကအဲ့လိုဈေးကွက်ပိတ်ပြီးတော့ကျွန်မသူကစင်တင်နေနေရနားသွားတာဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ကသုံးသပ်လိုက်ရမယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်တွေမှာမထွေးတင်ဘူးအဲ့ဒီအချိန်တွေမှာဆိုလို့ရှိရင်ဈေးကွက်ကဗျမ်းမတာတွေဖြစ်တတ်တယ်ပေါ့နော်ဈေးကွက်အတက်အကျတွေလည်းကျန်းတတ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်ဆိုတာလည်းဟုတ်ပါတယ်တကယ်ဖြစ်ပါတယ်နော်ဖြစ်ကိုဖြစ်တယ်အဲ့ဒီဟို Monday နဲ့ Friday ဆိုလို့ရှိရင်ဖြစ်လိဖြစ်တာရှိတယ်ဒါကိုတစ်ချက်နည်းနည်းအကျယ်လေးချိန်ပြောကြအောင်ပါကျွန်တော်ကဒါကိုထပ်ပြီးပြောပြမယ်ဆိုလို့ရှိရင်ကျွန်တော်စဉ်းစားကြည့်လိုက်နေ့နေ့ရဲ့အစက January နေ့နေ့ရဲ့အဆုံးက December နော်ဒါကြောင့်မလို့ January နဲ့ December ကပြောရင် Monday နဲ့ Friday လို့ပါပဲနော် January လဒီမှာဆိုလို့ရှိရင်အဲ့တလလုံးကသတိထားပြီးတော့ကိုမတရားထွေးရပါတယ်ဒီလူတွေရဲ့ဒီကဘာကြီးပုံမှာရှိတယ်ပေါ့နော်နိုင်ငံတွေတိုင်းကဒါပြောရင်ဒီနှစ်စပိုင်းနဲ့နှစ်ဆုံးပိုင်းဆိုလို့ရှိရင်ဒါပြောင်းလဲမှုတွေရှိတတ်တယ်လို့ဒီ trader တွေအနေနဲ့လည်းဒါပွဲလန်းတစ်ပင်တွေရှိရပေါ့နော် Happy New Year ရှိမယ်ဗျာ Merry Christmas တွေရှိမယ်ဗျာနော် December ဆိုလို့ရှိရင် Happy New Year တို့ Merry Christmas တို့ December ကနေပြီးတော့ December နဲ့ January နော် December နဲ့ January နော် December နဲ့ January ပွဲတွေကြီးပဲပြောရင်တကဘာလုံးဆိုင်တဲ့ပွဲမျိုးပေါ့ဗျာပြောရင်အဲ့လိုမျိုးပွဲမျိုးပေါ့တကဘာလုံးကဒါဒီအဲ့ဒီပွဲတွေဘက်ကိုပဲအောင်ရောက်တာကြီးများတယ်နောက်ပြီးတော့ကြတော့မှဒီinformation တွေရလဲဒါပြောင်းလဲမှုတွေဖြစ်တဲ့လေရှိတဲ့အချိန်ကာလပဲဖြစ်တယ်အဲ့လိုမျိုးအချိန်ဒီမှာဆိုလို့ရှိရင်ဒါကဟိုရိုးပြောရင်ဗျာဘာသာလို့စနေတနင်္ဂနွေဘာသာရုံးတက်နေတဲ့သူတွေသိရနော်စနေတနင်္ဂနွေရုံးပိတ်တယ်โอเคရုံးပိတ်လို့မလို့စနေတုန်းကရုံးပိတ်တယ်ဆိုရင်တင်းလာနေမှာရုံးဖွင့်တယ်ရုံးဖွင့်တဲ့အချိန်ကြလို့ရှိရင်ဘာဖြစ်တုံးဆိုတော့ကြတော့ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကနော်ပြီးခဲ့တဲ့အပတ်ကစင်းစရာတွေလောက်ရတာတွေရှိတယ်ဗောနော်အဲ့လိုကွက်တွေဘာသာနော်ရိပ်မြူပါအဲ့လိုကွက်တွေရှိတယ်တောက်ကြနေမှာဆိုလို့ရှိရင်ဘာပြန်တောက်ကြနေမှာပို့ပြီးတော့ကျွန်မအလုပ်ရှုပ်တယ်ဘာလို့ဆိုတော့စနေတနင်္ဂနွေရုံးပိတ်တော့မှာဖြစ်တဲ့အတွက်တောက်ကြနေမှာဟိုပြောရင်ဘော customer ဆိုတဲ့ customer ပေါ့ဗျာ client ဆိုတဲ့ client တောက်ကြနေမှာရုံးပိတ်ခင်လေးကွာငါတို့ရုံးပိတ်ခင်လေးငါတို့အပြေးအလွှာလုံးကြမယ်ဆိုတော့ဗျာလူတန်းကဒါအရေးကြီးရဲ့ကာလဖြစ်တယ်အဲ့လိုလေးမှတ်ယူထားရင်ဒါ trading ရဲ့เนาะဒီ Monday နဲ့ Friday ရဲ့နောက်ပြီးတော့ January နဲ့ December ရဲ့အဲ့အရာလေးကိုဒါအဲ့အချိန်တွေဆိုလို့ရှိရင်ကျွန်တော်ကသတိထားရမယ်ဆိုတာဒီကောင်မိတ်ဆွေတို့ဒါနားလည်မှာပေါ့နော်စီးပါဗျဒီအကြောင်းလေးလာပြောပြပေးရပါ